ကြား support ဝဲဘီတိုလေးတွေပစ္စည်းလေးထည့်ဝင်ပါပြီရှင်ဒီမှာနော် original စစ်နဲ့လာတဲ့ကြားလေး support ဝဲဘီတိုလေးတွေပါနော်ဒီမှာ basic ဆိုရင်လည်းတစ်မျိုးနော်လောဝရှယ်စစ်စစ်နဲ့လာတဲ့အသားကျတော့ support ဝဲအသားလေးတွေပါနော်ဒီမှာပေါင်ချိန်နဲ့ပြောမယ်ဆိုရင်ပေါင်ချိန်ကလေ100လောက်ကနေပြီးတော့လေ140လောက်ထိတော်မယ်ဒီမှာခါလေးကဒီလိုလေးကြိုးချီလေးလည်းပါတယ်ပေါ့နော်ခါမြော့ပြအကြီးနဲ့သွားမယ်ယောက်ျားလေးဝစ်နော်တထည်ဥမမင်းတို့ပေးမဲ့စေနှုန်းလေးကချိုလေးပဲ6000နဲ့မှ800ကျပ်နော်9ထက်တွေကနေစပြီးတော့မှာယူလို့ရတယ်9ထက်တွေမှဆိုရင်မင်းတို့ကာလာစုံလေးထည့်ပေးတယ်ကာလာဆိုရင်ဒါမျိုးအစုံနဲ့လာမယ်နော်ကာလာလိုင်းလေးကတော့ရွေးယူလို့မရပါဘူးရှင်ဒီမှာနော်အရန်မိုက်တဲ့ support ဝဲပြီးတော့အော်စစ်တွေနဲ့ပစ္စည်းလေးထည့်ဝင်ပါတယ်ရှင်ဒီမှာနော်6800ဆိုရင်လေအကျန်းဝဲဘောင်းမီတစ်ထည်စားပဲရှိရမင်းက support ဝဲတွေကိုပေးတာ9ထက်တွေမှဆိုရင်မင်းတို့ဒါမျိုးကာလာအယောင်အစုံလေးထည့်ထားပေးတယ်9ထက်တွေကနေစပြီးတော့မှာယူလို့ရတယ်အယောင်ဝက်ချီလည်းပို့ဆောင်ပေးပါရရှင်ဒီမှာကာလာဆိုရင်လည်းလေဒီမှာပြလို့တော့မလောက်ဘူးပေါ့နော်ကာလာဒါမျိုးအစုံလေးပါတာပါရှင်ကျေးဇူးပါ